မင်္ဂလာပါခင်ဗျာ NNK2 ဒီမှာတင်ဆက်နေတဲ့ဒေါ်လာစီပန်စီလေးစားပါပြီဖေဖော်ဝါရီလ23ရက်2016ခုနှစ်အတွက်နိုင်ငံခြားငွေပြပပေါက်ဈေးတွေကိုကြည့်ရအောင်အမေရိကန်ဒေါ်လာဝယ်ဈေး3885ရောင်းဈေး3985ယူရိုဝယ်ဈေး4635ရောင်းဈေး4945စင်ကာပူဒေါ်လာဝယ်ဈေး3090ရောင်းဈေး3150ထိုင်းဘတ်ဝယ်ဈေး135ရောင်းဈေး138.11မလေးရှားရေဒီဝယ်ဈေး989ရောင်းဈေး1015ဂျပန်ယန်ဝယ်ဈေး14.95ရောင်းဈေး15.59တရုတ်ယွမ်ဝယ်ဈေး960ရောင်းဈေး986ကိုရီးယားဝမ်ဝယ်ဈေး1.6ခုနှစ်ရောင်းဈေး1.9နှစ်တီတိန်ပေါဝယ်ဈေး9315ရောင်းဈေး9455ဩစတြေးလျဒေါ်လာဝယ်ဈေး1950ရောင်းဈေး1814ကနေဒါဒေါ်လာဝယ်ဈေး1868ရောင်းဈေး1940ထိုင်ဝမ်ဒေါ်လာဝယ်ဈေး133ရောင်းဈေး116 UAE ဝယ်ဈေး1058ရောင်းဈေး1085အိန္ဒိယ UP ဝယ်ဈေး41.83ရောင်းဈေး43.9ဟောင်ကောင်ဒေါ်လာဝယ်ဈေး499ရောင်းဈေး910မကာအိုပါတာကဝယ်ဈေး480ရောင်းဈေး494ရွှေစည်းငွေစည်းဒေါ်လာစည်းတွေကိုနေ့သိနိုင်ဖို့ကျွန်တော်တို့ရဲ့ channel ကို follow ခဲ့ပါဦးဒေါ်လာစည်းပတ်စည်းတွေမနေ့ပြန်တက်မလားကြမလားကွန်မန့်မှာခံမှန်းခဲ့ကြပါဦးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဆုံးရတဲ့တွေအတွက်ကျွန်တော်တို့ရဲ့ Telegram channel နဲ့ website ကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာအားလုံးပဲသာယာချမ်းမြေ့တဲ့နေ့ရက်တွေကိုပိုင်ဆိုင်ကြပါစေ